ခင်ဗျားရိုင်းနေဆိုရင်ပတ်စံပူပြီးတော့တောင်းတဲ့ coffee ဆိုင်တစ်ဆိုင်ရှိတယ်ဩစတြေးလျမှာရှိတဲ့ coffee ဆိုင်တစ်ဆိုင်ရဲ့ marketing technique ကအရင်မိုက်တယ်ဆိုင်မှာ coffee order မှာရင်ဒီအရသာပဲเนาะဒီ coffee ပဲအဲ့ဒီ coffee ကို order မှာရင်ဈေး3မျိုးတောင်းတယ်ဆိုတော့အဲ့ဆိုင်ပုံမှာဘယ်လိုရေးထားလဲဆိုတော့ coffee လို့မှာရင်$5ပေးရမယ် hello coffee ဆိုပြီးတော့မှာရင်$4ပေးရမယ် hello can I please have a coffee လို့မှာရင်$3ပဲပေးရမယ်တို့ဗျာကျွန်တော်တို့ order မှာတာပူပြီးတော့ရိုင်းလေပတ်စံပူပြီးတော့ပေးရလေပဲဒီ coffee ကိုပဲဒါကလေကျွန်တော်တို့အရန်ကိုယူရှင်းတယ်ဒါပေမဲ့ရီရတယ်လူတွေကလည်းအဲ့ဒါကိုအရန်သဘောကျတယ်ဒီဆိုင်ဘုတ်ကိုပဲသူတို့ဓာတ်ပုံတွေရိုက်ပြီးသူတို့ရဲ့ social media တွေမှာတင်ပြီးတော့ဟာတာတွေလောက်တာတို့သူတို့ရဲ့စကားပြောခြင်းနဲ့တကယ်ချင်းတွေကိုဆိုင်ကိုခေါ်လာတာတို့သူတို့ order မှာတဲ့ပုံတွေကိုဗီဒီယိုရိုက်ပြီးတော့ internet မှာတင်တာတို့နဲ့အရန်ကိုနာမည်ကြီးသွားတယ်လူတွေကဒီဆိုင်ကိုလာတာ coffee တောက်ချင်လို့ကြီးပဲမဟုတ်တော့ဒီ experience ကိုရချင်လို့ရောက်လာတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့တစ်ခါတလေမှဒီလို creative ဖြစ်ပြီးတော့ရည်ရတဲ့ marketing idea လေးတွေကလည်းတော်တော်အလုပ်ဖြစ်တယ်ဒီနေ့တော့10 minutes စာ marketing ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်